Hello ဒါတော့လင်ဝင်းတောင်ကြီးကိုညနေအပန်းပြေပေါ့ဒီကောင်းလေးတန်ရှူနေစံကလေးနဲ့တက်ပြစ်တာပါဒါတော့လင်ဝင်းတောင်ကြီးကဆရာတော်ဘုန်းကြီးကျောင်းနေဖြစ်ပါတယ်ငါကန်ကြီးကိုကန်ကြီးဒါကဒီမှာလည်းကျောင်းတစ်ကျောင်းရှိပါတယ်ဒါတော့တောင်ပေါ်သွားတဲ့ကွန်ကရစ်လမ်းတစ်လျှောက်ရိုက်ထားတာပါတော့တောင်နေနဲ့မွန်ကျက်တဲ့နေရာတွေကနေစိတ်လွတ်ကိုလို့တယောက်တည်းလေကောင်းလေးတန်းနဲ့ရှူရတယ်ပဲနေတဲ့ဇရက်လေးတွေရှိပါတယ်လို့ဟိုလုပ်ငန်း2018-19လောက်ကဆိုရင်တော့ရေတန်းလုပ်ငန်းနဲ့လောက်တော့အဲတော့ကတော့3မိနစ်နဲ့တော့ပြီးတော့ရေဥစဉ်ရေလှူဖြစ်တယ်အဲရှင်နာမှာရေဥစဉ်တစ်ဆင့်ရှိတယ်နှစ်ရက်ချားတစ်ခါလောက်ရေနှိုးလောက်ကုန်အရင်ကပေါ့နော်အခုတော့ကျွန်တော်လည်း3မိနစ်မရှိတာရေတန်းလုပ်ငန်းဆက်မလုပ်ဖြစ်တာအောင်နဲ့ရေလဲလာမလို့ဖြစ်တော့အဲအရင်တော့ဒီကွင်းတောင်ဘာပေါ့ဘောင်းလုံးဆိုင်ကကိုနေမထုံတော့အမကြီးလူတယ်ရေလူတာတွေ့တယ်ကိုဟိုကယ်ရီသမားတွေကိုတော်လူခိုင်းတာတွေ့တယ်ဒီနောက်ပိုင်းတော့ကျွန်တော်လည်းသိမရောက်ဖြစ်တော့မသိတော့ဘူးเนาะကြောက်တော့ကြီးတယ်ဖဲထုတ်ပြီးတော့တောင်တက်လန်လောက်ထားတာဖြစ်ပါတယ်ကားလည်းတက်လို့ရပါတယ်ဆိုင်ကလည်းတက်လို့ရပါတယ်ဒီမိုကြီးဖျားလုံငင်းအောင်တက်တဲ့တောင်တက်လန်မှာတော့တောင်လေးတွေနဲ့အေးစစနဲ့ခဏတစ်ပြောင်းနာကိုညောင်းလက်ဆန်လောက်လေကောင်းနေတန်ရှူတော့တောင်နေကြည့်ဖုန်းနေနဲ့ဝေးတဲ့နေရာပေါ့ဖုန်းနေကွန်ပျူတာတွေ TV တွေနဲ့ခဏဝေးတဲ့နေရာပေါ့အရင်ကလည်းဒီရေဦးစင်ရဲ့အောက်ရေဦးစင်ရဲ့ဟိုအများအားလှူပြတယ်ခုတော့မရောက်တာလည်းတော်တော်ကြာဟိုကြီးဦးလေးတော့ရှိရေလည်းလှူထားသေးတယ်ထင်တယ်အပေါ်မှာတော့အိုးခွန်တွေအောက်မှာတော့ရေတက်ရှိသေးပေါ့နော်တော့လှူထားလူရှိသေးတယ်ပေါ့နော်ရှင်တော့ဒါလေးဝင်တောင်းရန်လို့ရှိတယ်ကွန်ကရစ်လမ်းကင်ဘေးတူတယ်မို့လေကပီမော်ကပီတင်မော်ကွန်လောသမားကြီးဝန်ကြီးဌာနအဲ့ဒီတက်သွားတော့လေးဝင်တောင်းမော်ရှိရောက်ပါပြီနော်တောင်ကရောက်ခါနီးရမော်ဒယ်လေးတစ်ခုရှိပါတယ်အဲ့အတက်လေးပဲဆိုပါတယ်ကျန်တဲ့နေရာလေးတွေကတော့ဆိုရမှာမဟုတ်ဘူးအတက်ပြေးတယ်အဲ့တက်လေးကတော့မော်ဒယ်လေးဆိုနည်းနည်းလေးကျူးဆိုင်စီကြပါကဲအိမ်ပြန်လာမှဘာမှမဟုတ်ဖင်ရပြီးဆယ်ပြီးဆွဲလာတာပါတပင်ဗမှန်တော့တောင်းတယ်ဘာလို့တော့ဒါကြအမှန်စေဝဲโอเคနောက်ဆုံးတော့ဒီနေရာပါပဲဇလန်ရက်လိုက်ပါမယ်ကြရဟုတ်တယ်48 1618 time global ဟိုဘက်ကAဖိုက်က41 15စီက48 15စီကလည်း48 Aဖိုက်က41ဈေးတူမလားဗျာတာ